နိုင်ငံခြားဘောလုံးအသင်းပြောဘောလုံးအသင်းဟုတ်ပြီပြောဒီဘက် Brazil နိုင်ငံခြားဘောလုံးအသင်းပြောလိုက်တာနဲ့ရပြီဘရာဇီးဟုတ်ပြီဘရာဇီးတဲ့အဖြေကဒီဘက်ကနိုင်ငံခြားဘောလုံးအသင်းလား Manchester United Man U အဖြေကရှိတယ်ကော့ဖြစ်မှာသူကပေးဖြစ်မှာကော့ဖြစ်မယ်နေရာယူပါဟုတ်ပြီ Okay ဟာဘောလုံးအသင်းတော့ easy ပါရောနော်ဘောလုံးပွဲကြိုက်လား ကြိုက်တယ် ဟုတ်လားဩတခြားဘာအားစားဘောလုံးအားကစားပွဲတွေကိုကြည့်ပြတာများတယ်ဘောလုံးရှိမယ်ပြီးတော့ဗာ basketball ကြည့်မယ်ပြီးတော့ ဘောလုံးပဲကြည့် ဘောလုံးပဲကြည့်ရဂိမ်းဒီမှာဆော့ ဆော့ ဟုတ်လားဩခုဘာလဲဆော့နေ PS4 PS4 FIFA 18 ဟုတ်လားဟောဘယ်အသင်းနေယူလဲ Real ဟုတ်လား Man U ဟုတ်ပြီအကြိုက်ဆုံးအသင်းပါရှိရ Manchester United ဟုတ်လား Manchester United ဘယ်သူအကြိုက်ဆုံးလဲအဲ့ဒီမှာ player ဂိမ်းထဲမှာဆိုတော့ Sanchez ကြိုက်တယ်အပြစ်မှာဆိုတော့ De Gea ကောင်းပါလေဒါဟုတ်ပြီအဲ့ဒါဘောလုံးအသင်း Chelsea ဘာကြောင့်ရွေးလိုက်တာ Chelsea Man U ကြိုက်တာ Chelsea မုန်းလို့ဒါပေမဲ့ Chelsea ပဲပြေးလိုက် Okay Chelsea အဖြေကOkay ဘာလို့သိစမ်း ဒါနဲ့ယောက်ျားလေးတော့ဟုတ်ပြီဒီမှာဘောလုံးကြောင်းပြောတော့ရှုံရှုံဝေးနေတာနော်မိန်းကလေးရောဘောလုံးပွဲတွေပဲကြည့်ပြလား ကြည့် မကြည့်အဲ့ဒါဘာကြည့်တယ် အားကြည့် ဘာတွေဝါသနာပါလဲအဲ့လိုဟိုအားပေးတာပေါ့နော်အားကစားနဲ့ပတ်သက်တာ Figure skate နဲ့တော့ကြိုက်တယ် ဟုတ်ပြီညီမလေးရော ချင်း အားကစားနဲ့ပတ်သက်တာ သူတို့ဘောလုံးပွဲတွေဆိုရင်ကြည့်ပြီးတော့အားပေးတာကြိုက်တယ်ဘယ်အားကစားကိုအားပေးလဲ အိမ်မှာအိမ်နေစားနေရမယ် အဲ့ အိမ်နေ ဆို စား တော့အားပေးတာပဲဟုတ်ပြီကဲနိုင်ငံခြားဘောလုံးအသင်းတစ်သင်းလောက်ပြောပါ ဒီပါဘူး Liverpool ဟုတ်ပြီဘာလို့လဲသူတို့ကမိကုန်းကအရန်လွယ်တာဖြစ်တဲ့အတွက်သူတို့စဉ်းစားတာကိုအနှောက်အယှက်ဖြစ်အောင်ပြောရတယ်အဲ့တော့မှသူတို့သဝေးသွားဖြစ်တယ်ဟုတ်ပြီကဲ Liverpool အဖြေကဟုတ်တယ်ဟုတ်ပြီ Okay ဟိုကောင်းကြီးနဲ့ PS4 ပြန်ကြမလား ကြိုက်မယ် ပြန်ကြမယ်ဟုတ်ပြီကဲအဲ့တော့ဘာပြောကျွန်တော်တို့အခုခေတ်လူငယ်တွေက game တွေမှာတိတ်ပြီးတော့ကြိုက်တာပေါ့နော်ဒါပေမဲ့ခုနပြောလို့ယောက်ျားလေးဆိုပို့ပြီးတော့အားကစားဘောလုံးတွေမှာဟုတ်ဒါနဲ့နိုင်ငံအသင်းတွေဆိုဘယ်သူကြည့် Brazil အခုဒီနှစ်က Brazil ကြိုက်တယ်ပြီးတော့ Spain စပိန်ကြိုက်တယ်ဟုတ်ပြီနိုင်ငံခြားဘောလုံးအသင်း Real Madrid ဟုတ်တယ် ကောင်းတယ်လေတော့ အဖြေက Okay It's all yours လေ အိတ်တယ်စားတယ်ဘာမှပြီးမဆိုင်ဘူးဘာမှလည်းမစားဘူးဘာမှလည်းမကြည့်ဘူးကောင်းတယ်ဟုတ်ပြီကဲအခုကဘိုက်ပြေရလား မပြေပါ ဟုတ်လားမဟုတ်တယ်ပဲစားရင်ပြောအောင်ဟုတ်ပြီနော်နိုင်ငံခြားဘောလုံးအသင်း Arsenal Arsenal ဝါကြည့်ဘူးလား Arsenal ဘယ်သူတွေပါလဲ ဒီ ဘယ်လိုသိလဲသူများပြောတာ မဟုတ်အိမ်ကလူရဘလုံးပဲကြည့်ရမှာအတင်းနေဆိုတော့သိရဒါပေမဲ့ဘယ်သူတွေပါလဲမသိဘူး သူ့ရဲ့အခုမန်နေဂျာဘယ်သူလဲသိလား Arsenal တွေပါတယ်လေ Okay အဖြေက Okay တခုပဲကျန်တော့တယ် Amazing ဟုတ်ပြီကဲဝင်းခတ်မှုအပြင်မှာဘောလုံးကန်လား ကန်တယ် ဟုတ်လားဟုတ်ကno နေလိုက်တော့ အဲ့ဒါနေမေးတော့မမေးရသေးဟုတ်ပြီဘာစီလိုနာနော်ဘာစီလိုနာတက်မေးမလို့ပါဘာစီလိုနာခဏထားလိုက်ပါဦးအခုအေးပါထားပါတော့ဘာစီလိုနာအဖြေကဟုတ်တယ် အော်မရဦးမိုက်တာ Okay 332မှတ်ဖြစ်ပါတယ်ဒီနေရာမှာအရေးကြီးဆုံးကတော့ဒီဘက်ကလုံးဝ3ထပ်ကွမ်းချန်ပီယံအမှတ်မရသေးတာဖြစ်တဲ့အတွက်အခုလာမဲ့ပွဲမှာ3ထပ်ကွမ်းချန်ပီယံကတမှတ်မှမရဘူးဆိုရင်နောက်တစ်ပွဲကစားစရာမလိုဘူး triple points ကစားစရာမလိုဘဲနဲ့သူတို့ချန်ပီယံအသစ်ဖြစ်တော့မှာအဲ့တော့အခုလာမဲ့မေကွန်းက3ထပ်ကွမ်းချန်ပီယံအတွက်လုံးဝအရေးကြီးသွားပါပြီเนาะဟုတ်ပြီဗျာကဲဒါဆိုရင်လုံးဝအဆုံးဖြတ်လေးဖြစ်သွားနိုင်သလိုနောက်တစ်ပွဲလည်းထပ်ကြည့်ဖို့ရှိပါတယ်ကဲခဏလေးရနာဝင်ပြပါ